ဒါကတော့နာမည်ကြီးနီဂျာနဲ့အော်ဗင်တို့လည်းစွန့်စားခန်းအစ်စ်ကိုပုံပြင်လေးကပို့လို့ပြောပြပေးထားတာပါနီဂျာနဲ့အော်ဗင်လက်ခနာကိုအစ်စ်ရှာပုံတော့ဇလန်းစမှာတော့နီဂျာနဲ့အော်ဗင်တို့ဟာတိုက်ပွဲတစ်ခုမှာမိုးကြိုးပစ်ခမ်းရပြီးတော့ခနာကိုတွေပျက်စီးသွားကြတယ်ဝိညာဉ်ဘဝနဲ့ကြံခဲ့တဲ့သူတို့ကိုအချိန်သခင်တိုင်းမက်စတာကဂျာပန်တွေတုံးပြီးတော့ခနာကိုအစ်စ်လုပ်ပေးဖို့ပြင်ဆင်ပါတော့တယ်ရွာသားတွေကလည်းသူတို့ရွာကိုကာကွယ်ပေးခဲ့တဲ့သူရဲကောက်200အတွက်ဝိုင်းဝန်းကူညီပေးကြတာပေါ့ဂျာပန်တွေကိုမုံသားတွေလိုနေညှက်ပြီးတော့ခနာကိုတွေလုတ်ပေးကြပေးမဲ့ပထမတော့ရွှွနွန်ဖတ်သွားတွေလိုဖြစ်နေသေးတာနောက်ဝပန်းပူဆရာကတေချာပုံဖော်ပေးပေမဲ့နီဂျာကစိတ်မတိုင်းကြလို့ကိုယ်တိုင်မဲ့ပုံဖော်လိုက်တာချင်းပါမုံရုပ်လေးဖြစ်သွားရောအဲ့ဒီအချိန်မှာပဲနဂါးစစ်တပ်ကမြို့ကိုလာတိုက်တယ်ဆိုတဲ့သတင်းဆိုးရောက်လာတယ်တကယ်တော့ဒါဟာခုံဖောင်းဆိုတဲ့လူရုပ်မှာကအော်ဘင်ရဲ့အဖေအန်ခွန်းကိုမင်းသားလေးအော်ဘင်ကိုနီဂျာကတတ်လိုက်ပြီးဆိုပြီးတော့သွေးထိုးမြောက်ပစ်လိုက်လို့ဖြစ်လာတဲ့စစ်ပွဲပါနတ်ပုံနတ်နန်းကစမ်းတက်ချက်များအော်ဘင်ရဲ့ခနာကိုတစ်ကတိုက်ပွဲကြားမှာထက်ပျက်စီးသွားလို့9ရက်အတွင်းခနာကိုတစ်မရရင်ဝိညာဉ်ချုပ်တော်မယ်ဆိုတဲ့အခြေအနေဖြစ်လာတယ်။ဒါကြောင့်နီဂျာကအော်ဘင်ကိုသူ့ကိုယ်တဲ့ခနာထည့်ထားပြီးတော့ခနာကိုတစ်အတွင်းလိုအပ်တဲ့နှက်ဆေးရည်ထွားယူဖို့ကူလန်တောင်ကွန်လုံမောင်းထင်ကိုခရီးထွက်ခဲ့ကြပါတယ်။နတ်ပုံရောက်တော့နီဂျာကအော်ဘင်ရဲ့ဝိညာဉ်ကိုသူ့ကိုယ်ထဲမှာပဲအိတ်ဆေးကျွေးပြီးတော့ဖုံးကွယ်ထားရတယ်။အဲ့ဒီမှာနီဂျာတယောက်ရှူပေါက်ချင်တာနဲ့နတ်သမီးကဝင်းကိုနှိမ့်မိတာနဲ့တလွဲတွေဖြစ်ခဲ့သေးတာပေါ့တောင်ပေါ်မှာစစ်ဆေးမှုတွေဖြတ်ချော်ရတဲ့အခါနီဂျာကအိတ်ဆေးတော့အော်ဝင်ကခန္ဓာကိုယ်ကိုထိန်းချုပ်ပြီးတော့ရန်သူတွေကိုအနိုင်တိုက်ခဲ့ရပါတယ်ဒါပေမဲ့တတိယမြောက်စမ်းသပ်ချက်မှာတော့အထင်လွဲမှုတွေကြောင့်ပြဿနာတွေအကြီးအကျယ်တက်ပါတော့လေဖုံးကွယ်ထားတဲ့လူရုပ်မှာနဲ့အမှန်တရားတစ်ဖက်မှာလည်းနီဂျာရဲ့အဖေလီချင်းကခေါင်ဖောင်နဲ့ခင်မင်းသွားပြီးစစ်ပွဲကိုရက်ဖို့ကြိုးစားခဲ့တယ်။ဒါပေမဲ့နမင်းကြီးဝူရောင်ကတကယ်တော့လူယုံမာကြီးဗျ။သူကငကားမျိုးနွယ်တွေကိုဖျက်ဆီးချင်လို့နီဂျာရဲ့မိဘတွေကိုတတ်လိုက်ပြီးဆိုပြီးတော့နီဂျာကိုလိန်ပြောလိုက်ကနီဂျာလည်းဒေါသထပ်ပြီးတော့ငကားမျိုးနွယ်တွေကိုအကြီးကျယ်သွားတိုက်ပါလေရော။နောက်ဆုံးမှာတော့အမန်တရားပေါ်လာပါတယ်။နီဂျာရဲ့မိဘတွေဟာမသေးပဲအသက်ရှင်နေသေးပြီးဒီပြဿနာအလုံးဟာဝူရောင်ရဲ့စက်ညွန်လေးဆိုတာသိလိုက်ရတယ်။ဝူရောင်ကငကားတွေကိုငရေအိုကြီးတဲ့ထဲပြီးဖက်စီးဖို့ကြိုးစားပေမဲ့နီဂျာနဲ့အော်ဘင်တို့ပူပေါင်းပြီးအစွမ်းကုန်တိုက်ခိုက်ခဲ့လို့အောင်မြင်သွားပါတယ်။ဘဝတိရဲ့အစတိုက်ပွဲပြီးမှနီဂျာကငါကမိတ်ဆအစွမ်းအားရှိသူမို့လို့အမောင်ထဲမှာပဲနေတော့မယ်ဆိုပြီးတော့ဆုံးဖြတ်လိုက်ပေမဲ့အော်ဘင်ကတော့သူငယ်ချင်းကိုပြစ်မထားပါဘူးအော်ဘင်ရဲ့အဖေငကားမင်းကြီးကလည်းတားဖြစ်သူကိုငကားနန်းတွင်တာဝန်တွေထဲမှာမချုံနှောင်တော့ပဲမင်းပြော်ရာကိုရွေးချယ်ပါဆိုပြီးတော့ခွင့်ပြုလိုက်ပါတယ်စက်သိမ်းမှာတော့နီဂျာနဲ့အော်ဘင်တို့သူငယ်ချင်း2ယောက်အတူတူဆွမ်းစားခန်းအသက်တွေစီခရီးဆက်ကြတာကိုမြင်တွေ့ရမှာပါဒါပေမဲ့ဇလန်းကမပြီးသေးဘူးနော်ဝူရောင်ကလည်းထပ်ပြေးလွန်မြောက်သွားတယ်လို့နီဂျာရဲ့အစ်စ်2ယောက်ထက်တဲ့ချင်းရှားနဲ့မူရှိုးတို့လည်းပေါ်လာဥမာဆိုတော့နောက်ထပ်စိတ်လှရှားစရာတွေကြမ်းပါသေးလေဒီလိုမျိုးနောက်ထပ်ရုပ်ရှင်ဇလန်းတွေကိုပုံမြင်လို့နားထောင်ခြင်းသေးရင်ပြောပြပေးနိုင်ပါတယ်ဗျနောက်ထပ်ဘလို့ဇလန်းမျိုးကိုပြန်ပြောပြပေးရမလဲ